ရုပ်ချောနေလို့ဒီနေ့ဆေးရုံကိုသွားလိုက်အောင်ညွှန်မယ်နော်ကြည့်ဘယ်လိုချောမောလဲဆိုကြည့်ဒီတဲ့ကိုဝင်းမန်းသရာအဆုံးထိသွားပါဒီလိုမျိုးနေမှာဘယ်ဘက်ကပါဒါဆိုရင်သရာပေါ်ရောက်ပါပြီဒီသရာကနေတဲတဲဆက်သွားပြီးတော့ညာဘက်ချမ်းဟိုးစုံစုံတို့ကိုသွားပါမယ်ဒါအမြန်လန်းလို့ခေါ်ပါတယ်ဒါကတော့သရာဒီဘက်ထိပ်ကိုရောက်ပါပြီဘယ်ဘက်ကိုစကတ်သွားမယ်ရှေ့မှာလူကူမြင့်များရှိပါတယ်လူကူမြင့်များကနေကူးမယ်ဒီမြောင်းတောက်လျှောက်နေပါမယ်မြောင်းကိုတောက်လျှောက်နေနာပြီးတော့အရှိမှဒီလိုသရာလေးရှိပါတယ်ဒီဘက်ချမ်းမြောင်းတောက်လျှောက်ပြန်နေမယ်အားကြောင့်နေဘဲကဲနေမှာဟိုဘက်လန်နဲ့ဒီဘက်လန်တူတူပါပဲအရှိမသရာလေးနောက်တစ်စင်းထပ်တွေ့ပါမယ်ညောင်ကူသရာပါဒီသရာကိုထပ်ကြော်တာပါမယ်ဒီမှာကတရုတ်ဘုံကြောင့်ပါညောင်လေးတောက်လျှောက်နေနာမယ်နေပါမယ်နေပါမယ်ဘုရားမလည်းမြင်လန်းရှိပါတယ်ဒါကမြစ်လို့ခေါ်တယ်မြောင်းမဟုတ်ပါဟောဒါဆောက်ဆိုဒီမှာကားလန်းတွေ့ပါပြီလူကူမြင်ကြနေဟိုဘက်ကူမယ်ဒီဘက်ချမ်းမှာလည်းမြောင်းပါပဲတောက်လျှောက်ဆက်နေနာမယ်တောက်လျှောက်ပဲတောက်လျှောက်ပဲဘယ်မှာကိုယ်မစင်စားပါနဲ့မဒီလိုမျိုးလည်းရှိပါတယ်ထိုင်ဖို့နေရာတွေရောဒီမှာစင်ကာပူလန်နေတက်တာတော့မှာညောင်းတောက်လျှောက်ဆက်နေနာမယ်အလန်တွေကတော့ဆက်ရှိနေမယ်ဒီလိုသရာမျိုးတွေ့ရင်မသွားပါနဲ့တဲတဲပါပဲနေနာမယ်ဒါဆိုရင်ဒီလို꿰ပါမယ်ညာပေါ့ဗျာဩလူမြင်းဒီပိုင်းနောက်တစ်ခုထပ်တွေ့ပါပြီဒါဆိုဒီလိုခလုတ်ကိုနှိပ်လိုက်ပါဟောလင်းလိုက်မီးစိမ်းတော့စောင်းနေပါမယ်ဟောကိုဆိုဝါပါပြီနေပါပြီနေပါပြီခင်ဗျာညာဘက်ကိုမယ်ဒီကနေတက်တက်ဟိုအရှိကကားဝင်လန်တဲ့ထိမောင်းနေပါမယ်နေနာမယ်အရှိရောက်ပါပြီရှေ့ကသရာလေးဆက်သွားမယ်မြင်ရလားဗျာဒီမှာသရာပါ
ကားကနေဆင်းပါပြီတောက်လျှောက်နေလာမယ်မတရာပါဘယ်ကနေတောက်လျှောက်သွားတာမယ်တောက်လျှောက်ဘယ်ဘက်ကိုကပ်ပြီးတော့နင်းလာပါမယ်ဟုတ်ရှင်းမှာစေးရုံကိုစာမြင်နေရပါပြီမြင်လာလဲဆက်နေမှာလမ်းပြောက်တယ်လို့ပါရှင်းမမီးပွားတစ်ခုရှိပါတယ်ရှေ့ဆိုရင်တွေ့နေရပါပြီဘယ်ကိုတောက်လျှောက်ပဲနေလာမယ်ဘယ်ဘက်တောက်လျှောက်မီးပွားဒီကနေဖြတ်လို့လည်းရပါတယ်နောက်မှရှေ့ကမြင်ရှေ့မှာလည်းလမ်းစုံမီးပွားတစ်ခုရှိပါတယ်အေးကနေဖြတ်လည်းရပါတယ်သဘောပါမီးပွားကိုဖြတ်ပြီးတော့ညာဘက်ချောင်းရောက်ရှိလို့လာပါပြီနေနာပါမယ်အရှိဆိုရင်ညာချိုးပါညာချိုးပါမယ်ညာချိုးပြီးလို့ရှိရင်အရှိကိုတက်တက်ဆက်နေပါမယ်ညာ7ရက်ဖို့နေရာတစ်ခုရှိပါမယ်ဒီမှာမရက်ချင်းလို့ရပါတယ်ခုနနေရာကိုမရက်ပဲနဲ့ကြော်လာမယ်ဆိုလို့ရှိရင်ဆက်ကြော်လာပါနိုင်တရားတစ်ခုရှိပါတယ်ရောက်ပါပြီဗျာရောက်ပါပြီနောက်ဆုံးတော့အတင်လူသားရှာတွေ့နေတော့ကျွန်တော်တို့ရဲ့ညကိုရောက်ရှိပါပြီဒီမှာ7ရမယ်ပါကင်လော့ရရှိပါပြီဗျာအားလေးပါတောက်လျှောက်ဝင်လာပါဒီအတိုင်းလိုက်လိုက်ရပါပြီဒီမှာထိုင်လို့လည်းရပါတယ်ဟိုရှိမှလည်းထိုင်လို့ရှိတယ်ဒီမှာတက်ထိုင်ရတယ်ဈေးရလို့မျိုးဟာThank you.